တော့အလူရှင်ကိုဘာလုပ်ပေးလိုက်ချင်းမြောက်ပေးလိုက်တယ်လို့ခေါ်တယ်နော်အကယ်၍လူကံပုဂ္ဂိုလ်ကဒါလူပဲပစ္စည်းအလူမကံမှုဆိုရင်လူတန်းတဲ့ပုဂ္ဂိုလ်ကုသိုလ်ကံနဲ့ကုသိုလ်ကံကဖြစ်ပေါ်လာတဲ့ကောင်းကျိုးမရဘူးအလူကံတဲ့ပုဂ္ဂိုလ်ကအလူခံလိုက်လို့သာလေလူတန်းတဲ့ပုဂ္ဂိုလ်မှာလူတန်းတဲ့ကုသိုလ်ကံနဲ့ဒုက္ခနာဖြစ်ပေါ်လာတဲ့အတက်ရှိခြင်းစေလာခြင်းချမ်းသာခြင်းခေါင်းကြည့်ခြင်းဉာဏ်ဉာဏ်ကြည့်ခြင်းလို့ခေါ်တဲ့ကောင်းကျိုး၅ပါးပါဖြစ်တာရရှိတာဒါကြောင့်လူတန်းမှုကိုလူခံတယ်ဆိုတာအလူရှင်ကိုအလူခံတဲ့ပုဂ္ဂိုလ်ကကုသိုလ်ကံနဲ့ကုသိုလ်ကံကဖြစ်ပေါ်လာတဲ့ကောင်းကျိုးတွေရအောင်ပါလုပ်ပေးရရောက်တယ်ချင်းမြောက်ပေးရရောက်တယ်ပေါ့နော်ဒါကြောင့်ဘုန်းတော်မောဂုတ်ဆရာတော်ဘုရားကြီးကလည်းပဲသူဟောတဲ့တရားဒေသနာတစ်ခုတည်းမှာပါလာတော့မင်းတို့တွေလူတန်းတို့တွေကကရောက်ပြီးတော့အလူခံတယ်ဆိုတာတဲ့တို့အကျိုးကနည်းနည်းလေးတဲ့မင်းတို့အကျိုးကအများကြီးပါတဲ့။ဘာဖြစ်လို့လဲဆိုတော့လှူဒန်းလိုက်တဲ့အချိန်ကစပြီးတော့တွေ့ရလှူဒန်းမှုကိုအလှခံယူတဲ့ပုဂ္ဂိုလ်ကအလှခံယူလိုက်တဲ့အချိန်ကစပြီးတော့လှူဒန်းတဲ့ပုဂ္ဂိုလ်မှာလှူဒန်းတဲ့ကုသိုလ်ကံနဲ့ထိုကံကဖြစ်ပေါ်လာတဲ့ကောင်းကျိုးတွေကခန္ဓာနောက်ကိုပါလိုက်လို့အစိမ့်လိုက်လို့ပေါ့နော်ခန္ဓာနောက်ကိုစိမ့်လိုက်လူတန်းလိုက်တဲ့အချိန်ကစပြီးတော့ဒုက္ခငြိမ်းတဲ့နိဗ္ဗာန်ကြောင့်ဒီတန်အောင်ဒီကောင်းကျိုးတွေကဘာဖြစ်လဲပြီးရပေါ့နော်ကောင်းကျိုးတွေရရှိကောင်းကျိုးတွေပြီးဒါကြောင့်လူတန်းလိုက်တဲ့ကုသိုလ်ကံကကောင်းကျိုးပေးဖို့အခွင့်ကိုဆောင်ဆိုင်နေတာကောင်းကျိုးပေးဖို့အခွင့်ကိုချောင်းနေတယ်ကောင်းကျိုးပေးဖို့အခွင့်ကိုဆောင်ဆိုင်နေတယ်ဒါကြောင့်အခွင့်ရတာနဲ့ဒီကုသိုလ်ကံနဲ့ဒီကောင်းကျိုးတွေကအလူကိုပေးတယ်အလူရှင်ကိုပေးတယ်ဒီလိုမှတ်ရအောင်ကဲဒီဘက်ကဒီအလူခံတဲ့ပုဂ္ဂိုလ်တွေကိုတစ်ချက်ကြည့်လိုက်တာဒီနေ့လူတန်းပုဂ္ဂိုလ်အလူခံယူတဲ့ဓမ္မရတိစိတ်တာအမြဲတမ်းတရားစခန်းကယောဂီသူတော်စင်များအလူခံပုဂ္ဂိုလ်များကိုသုံးသပ်ကြည့်မယ်သုံးသပ်ကြည့်တော့ဒီနေ့တော့ဒကာမောင်မင်းမင်းအောင်နဲ့ဒကာမမတ်စုံမီမီလာမိသားစုကမင်္ဂလာဥစွမ်းအလူအဖြစ်တနေ့တာဆွမ်းကိုလူတန်းတယ်ထိုလူတန်းတဲ့ဆွမ်းကိုဘုန်းတော်မြေသားတရားစခန်းကိုရောက်အထုချတဲ့ယောဂီပရောရှင်တွေကအလူခံယူပြီးတော့မလုပ်တဲ့ဘုံကြီးတုံးဆောင်တယ်ဒါကဆွမ်းကိုအလူခံလိုက်တယ်အလူခံပြီးတော့မလုပ်လိုက်တဲ့ဘုံကြီးတုံးဆောင်လိုက်တယ်ဆွမ်းကိုအလူခံယူပြီးတော့ဒါကအလူခံပုဂ္ဂိုလ်ပေါ့နော်ဒါကဆွမ်းကိုအလူခံယူပြီးတော့မလုပ်လိုက်တဲ့ဘုံကြီးတုံးဆောင်လိုက်တယ်